ဒီနိုင်ငံကမြန်မာရဲ့လက်အောက်ခံနိုင်ငံဖြစ်ခဲ့မှုပါတယ်နောက်တော့စိတ်ဝင်စားစရာကအဲ့ဒီမှာအစိုးရမကောင်းကြောင်းကိုပြည်သူတွေကလုံးဝမဟာရေးကြပါဘူးဘာလို့လဲဆိုတော့အစိုးရကိုပြန်ဝေဖန်မိရင်အကြီးကျယ်ဒုက္ခရောက်သွားနိုင်လို့ပါဒါကြောင့်သူတို့အကြောင်းကိုသိကျင်လို့အဲ့ဒီနိုင်ငံကိုကျွန်တော်အလဲသွားခဲ့ပါတယ်အရင်ဆုံးဒီထားမိတာကသူတို့နိုင်ငံမှာဗုဒ္ဓဘာသာကိုကိုးရကြတာကများတာပါထန်းစကားနဲ့လည်းတိတ်ကိုစင်လို့ထန်းစကားတိုက်အလဲသွားရပိုးကိုလွယ်မှာပါစိတ်ဝင်စားစရာကောင်းတာကရှက်ရှက်ပပကွန်မြူနစ်နိုင်ငံလည်းဖြစ်နေပါသေးတယ်ကိုခံမှန်းရလွယ်အောင်ပြပြပါမယ်ဒီနိုင်ငံကမြန်မာရောထိုင်းနဲ့ပါအိန္ဒိချင်းနိုင်ငံဖြစ်နေပါတယ်ကဲကျွန်တော်ကတော့ခီးသောဗီဒီယိုတွေလုပ်ရတာသဘောရမ်းကြတယ် Creative Bites ကအောင်စုပိုင်မှာလောင်နိုင်ငံကနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ် Nice လောင်နိုင်ငံကိုဆက်ဆက်ရောက်ခြင်းတည်းထားမိမှာကတော့သူ့နိုင်ငံရဲ့အလားပါတွေပါသူတို့ဟာအရှေ့တောင်အာရှမှာတစ်ခုတည်းသောကုန်းတွင်းပိတ်နိုင်ငံပါဒါကြောင့်မလို့ပင်လယ်ထွက်ပေါက်မရှိပဲမြစ်တွေချောင်းတွေကိုပဲတွေ့ရမှာပါစိတ်ဝင်စားကြကမြန်မာရင်းနဲ့မစိမ့်တဲ့မဲခေါင်မြစ်ကလာအိုနိုင်ငံရဲ့အသက်သွေးကြောပါဒါကြောင့်လာအိုကိုရောက်ရင်မဲခေါင်မြစ်ရဲ့အလှကိုတွားကြည့်သင့်ပါတယ်နောက်တစ်ခုသတိထားမိတာကသူ့နိုင်ငံရဲ့သမိုင်းကြောင်းပါမြန်မာတွေကလာအိုကိုတောင်ကိုခေတ်ဘင်းတော်လက်ထက်မှာကျူးကျော်သိမ်းပိုက်ခဲ့မှုပါတယ်19ရာစုမှာလည်းသူတို့ဟာပြင်သစ်တွေလက်အောက်ရောက်ခဲ့ရပါသေးတယ်ဒီထက်ကမ်ပိုစိုးကျင်တော့ကဘာပေါ်မှာဘုံကျဲခံရသောနိုင်ငံဖြစ်ခဲ့ရပါသေးတယ်ဖြစ်ပုံကတော့ဒီလိုပါသူတို့ရဲ့အိန္ဒိချင်းနိုင်ငံဗီယက်နမ်မှာတောင်နဲ့မြောက်ပြည်တွင်းစစ်စဖြစ်ပါတယ်အဲ့ဒီမှာမြောက်ဘက်ကဟိုချီမင်းဦးဆောင်တဲ့ကွန်မြူနစ်တပ်တွေကအိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့ကမ်ဘောဒီးယားနဲ့လာအိုကိုဖျက်ပြီးဗီယက်နမ်တောင်ဘက်ကိုလက်နက်ပစ္စည်းတွေသယ်ပါတယ်ဒါကိုတိသွားတဲ့အမေရိကန်တွေကထောက်ပို့လမ်းကြောင်းတွေကိုဖျက်ဖို့လာအိုနဲ့ကမ်ဘောဒီးယားကိုဘုံတွေကျဲချပါတယ်ကန်ဆိုးကျင်တော့လာအိုကိုသုံးတဲ့လမ်းတွေကများလို့လာအိုဟာကမ္ဘာပေါ်မှာဘုံကျဲခံရသောနိုင်ငံဖြစ်သွားခဲ့ပါတယ် These red dots are the places that US bombed to the Laos အခုဒီလေဒီဘုံတွေကအများကြီးကြံနေသေးလို့ဒါတွေကိုဆက်ရှင်းနေရတော့မှလာအိုနိုင်ငံကိုရောက်ရင်သွားကြည့်တင်တာကတော့ Khao-Si Waterfall လို့ခေါ်တဲ့ဒီရေတံခွန်ပါပဲဒီရေတံခွန်ကအရမ်းလှပြီးတော့ရေတွေကတိတ်ကိုကြည်ပါတယ်ရောက်ဖြစ်လို့ရှိရင်အင်ကြီးအပေါ်ယူသွားပြီးရေကူးပြအောင်ကူးခဲ့ပါဦးလို့မှားချင်ပါတယ်လာအိုကတော်တော်လေးအေဂျင့်တဲ့နိုင်ငံပါပြည်သူတွေကတိတ်ဖော်ရကြသလိုချစ်ဖို့လည်းကောင်းကြပါတယ်ခီးသွားခြင်းတဲ့သူတွေသဘောကျမှာကသူတို့စီမှာဈေးရမ်းချိုတာပါတနာရီလုံးအနှိတ်ခံမှာ$3ပဲကျတယ် The Lao message is only $3 It's so cheap. Ah man, this is better than China, man. ဟိုတယ်ငါးတာ$9ပဲကျတယ်ပြီးတော့တခြား activity တွေလုပ်ရင်လည်းဈေးကအရန်ကိုသက်သာနေပါတယ်ဒါပေမဲ့ကုန်းတွင်းပိတ်နိုင်ငံဖြစ်လို့သွင်းကုန်ပစ္စည်းတွေကဈေးကြီးနေတတ်တာကိုသတိထားဖို့လိုပါမယ်နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ထိုင်းနဲ့လာအိုကယဉ်ကျေးမှုတွေရောဘာသာစကားရောတော်တော်များများကအရန်ကိုဆင်တူနေတာပါဒါကြောင့်ပဲလေ့လာကြည့်တော့ဒီလိုသိခဲ့ရပြန်ပါတယ်လာအိုနဲ့ထိုင်းကထိုင်းခတိုင်လို့ခေါ်တဲ့ဘာသာစကားတွေကဆင်းသက်လာတာပါဒီနေရာမှာစိတ်ဝင်စားစရာကိုပြောရမယ်ဆိုရင်မြန်မာကရှမ်းလူမျိုးတွေကလည်းဒီဘာသာစကားတွေကနေပဲမြဖြားခံလာတာပါဒီလိုမိခင်ဘာသာစကားတစ်ခုတည်းကနေကွဲထွက်လာတာမလို့ရှမ်းစကားတက်ရင်ထိုင်းနဲ့လာအိုစကားတက်ဖို့ပိုလွယ်တာဖြစ်ပါလိမ့်မယ်လာအိုကတောတောင်တွေအများကြီးရှိပြီးရန်ကိုလှတဲ့နိုင်ငံမှာဆက်ကြည့်စရာ hiking လုပ်စရာတောင်တွေလည်းပေါ်ပါတယ်ဒါကြောင့်ပဲနိုင်ငံခြားတငယ်ချင်းတွေနဲ့အဖော်ဆက်မိပြီးတော့ကျွန်တော်တို့ hiking လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တငယ်ချင်းတွေတစိုးကြီးတောတွေတောင်တွေကိုဖြတ်တယ်လူအရောက်ပေါက်နေတဲ့ရွာတွေစီကိုသွားတယ် Get up Okay. Thank you အင်တာနက်မရှိပဲသဘာဝအလှတွေကိုခံစားတယ်အဲ့ဒီမှာဒေသခံတွေနဲ့အတူတူထမင်းတွေဟင်းတွေလည်းဝင်ချက်ခဲ့ပါသေးတယ်ပြီးတော့အနားယူတဲ့အချိန်တွေမှာကလေးတွေလည်းဝင်ကစားခဲ့ပါသေးတယ်ဘဝမှာပြောစရာကောင်းဆုံးချိန်တွေကတစ်ခုပါပဲတခုတည်းထားရမှာကပြင်သစ်တွေသိမ်းပိုက်ခဲ့ခြင်းကစလို့လာအိုဟာကွန်မြူနစ်နိုင်ငံဖြစ်လာခဲ့တာအခုချိန်ထိပါအဲဒီနောက်မှာတော့အစိုးရကအာဏာအရန်ကြီးလာပြီးတော့ဒါကိုတလွဲအသုံးချလာပါတယ်လာအိုနိုင်ငံရဲ့မီဒီယာတွေကအစိုးရပိုင်းတွေပဲများပြီးတော့ journalist တွေကလည်းသူတို့စူးစမ်းတယ်လို့ပဲကြားကြရပါတယ်ပြည်သူတွေကနိုင်ငံရေးအကြောင်းလဲလွတ်လပ်ပြောခွင့်မရှိသလိုအစိုးရကိုဝေဖန်မိရင်ဒုက္ခအကြီးကျယ်ရောက်နိုင်ပါတယ်ဒါအပြင်စဉ်းစားတွေးခေါ်တတ်မှာဆိုလို့ပညာရေးကိုထောက်ပံ့အားပေးတာမျိုးလည်းသိမလုပ်ပါဘူးဒါကြောင့်ပဲပြည်သူတချို့ကဘယ်ဆိုရတက်တဲ့ကိုလုံးမှာကိုစားရတာဆိုတဲ့တနာစရာတွေးခေါ်တွေရှိကြတာများပါတယ်ကိုလုံးနေတာကိုမှားလို့မှားမသိတဲ့သူတွေထိတ်ဆုံးရောက်ရင်အရင်ဆုံးခံစားရတာကတော့ပြည်သူတွေပါပဲ
တကယ်တော့လာအိုကတိတ်ကိုအလဲသွားလို့ကောင်းတဲ့နိုင်ငံမှာပြည်သူတွေကအဖြူရဖြစ်ပြီးရိုးသားကြတယ်လို့တောတောင်တွေကလည်းတိတ်ကိုလှပါတယ်ဒါကြောင့်တခြားနိုင်ငံကိုမှခီးထွက်ချင်တယ်ဈေးချိုတာလည်းသဘောကျတယ်အတက်ပလီလည်းအများကြီးလုပ်ချင်တယ်ဆိုရင်တော့မြန်မာနဲ့နီးတဲ့လာအိုကိုသာရွေးလိုက်ပါလို့အကြံပေးချင်ပါတယ်ကျွန်တော်ကတော့အားလုံးသိကြတယ် Creative Basker အောင်စုပိုင်မှာဒါနဲ့အခုလိုမျိုး quality ကောင်းတဲ့ခီးသောဗီဒီယိုမျိုးတွေဖန်တီးတတ်ချင်ပါသလားဒါဆိုရင်တော့ကျွန်တော်ကိုယ်တိုင်သိချက်ချက်ဦးစီးပြီးသင်ကြားပေးတဲ့ Creative Academy ရှိနေပါပြီဒီတင်တန်းတက်ပြီးတော့လေဦးစင်းကဗီဒီယိုနှစ်ပုတ်ဖန်တီးလိုက်တာပေါ့နော်အဓိကတော့ဦးစင်းကဘန်ကောက်မှာနေဆိုတော့ဘန်ကောက်ထဲကဖျားနှစ်စုပေါ့ share တွေ view တွေတော်တော်ရအရင်တော့ကမရဘူးတဲ့ share ပေါ့နော် view တွေတော်တော်ရကဲဒီတော့ video creation နဲ့ပတ်သက်လို့ဘာမှမသိတာကနေအစအဆုံးသိကြလောက်တဲ့ channel ဆိုလို့ရှိရင်တော့ Creative Academy ကိုသာသတိရလိုက်ပါခင်ဗျာ Am I gonna have some money? Sugar daddy. You're my sugar daddy, huh? Man, my sugar daddy just paid me. So funny.